ရှင်လူစီပန်းချန်လေးကြိုးစုပါတယ်ကဲလူစီပန်းလေးတွေပြမယ်နော်တိတ်လေးလည်းပြောမယ်ပန်းလေးတွေလည်းပြမယ်ကဲဒီမှာလောလောဆယ်မြစ်ပြန်ပြမယ်ဗျာမြစ်ပြန်ကိုလေတအားလှတာပဲတိလားလှတာမှရဲဆက်ဆက်လှတယ်ကွာဟိုတယ်တွေမှာထားမလားဘလို့တွေတောင်လှမှန်းမသိဘူးကွာဒီမှာကြည့်လိုက်တော့ရှယ်အကိတ်ကြီးဒီမှာလည်းတူရဲဆက်ဆက်လှပါတယ်ခင်ဗျာတားလာတော့ပါလို့စီလဲယူမမိုက်နဲ့သိရမလားပန်းမြင်ရင်မနေနိုင်တဲ့ယောဂကြိုက်လို့ဝယ်သူမရှိလဲထားမယ်ဆိုပြီးမှဝယ်ပလိုက်တာပါခင်ဗျာဝယ်မှာ special OG နဲ့ပြောင်းထားပါပြီခင်ဗျာဒီမှာကြည့်လိုက်ပါဦးဒီလိုအရွက်ဝါနေရသိချင်လို့မဟုတ်ဘူးเนาะဒါဘာမှမဖြစ်ပါဘူးအရွက်ရင်တာပါသူတို့ရဲ့အဖူးတွေကသူတို့ကဘေးကနေထွက်တာတွေ့လားเนาะတအားလာတော့လူတရက်လောက်ရှိရယ်ကျမအရက်ပူတော့ကျမတရက်လောက်ကိုရှိရယ်သိလားအရန်ကိုလှပါတယ်မြစ်ပြန်တစ်ခွဒီဘက်မှာတအိုးနောက်ထပ်တအိုးပြအောင်မရှိသေးတယ်ဒီမှာတအိုးအရန်လှတော့ပါဘလို့တွေတောင်လှမှန်းမသိပါဘူးခင်ဗျာယူမမူကြိုက်တာပါပန်းဆိုရင်မြင်လို့ရှိရင်မနေနိုင်တဲ့အကျင့်မနေနိုင်ဘူးအဲ့ဒါမကောင်းဟိုသူများဒါလည်းပတ်စံပန်းဖို့ကုန်တယ်ပန်လို့လည်းမဟုတ်ကြိုက်လို့လေနော်ကဲလူချင်းတယ်ဆိုလို့ရှင်လို့စီကိုမေးလို့ရတယ်ဈေးကလည်းတအားလာတယ်တခါထည့်ပြောပြီနော်ဈေးကလည်းတအားလာတယ်ဈေးကရောင်းဖို့မဟုတ်ဘူးနော်ဒါအလှထားဖို့တော့ဝယ်ထားတာဈေးလည်းတအားလာတယ်ကြိုက်တယ်ဆိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ထားလို့ရဝယ်မေးလို့ရရနော်ကဲတခြားဘက်နေထပ်ပြပေးပါမယ်ဒါကတော့စင်မမြက်ကွင်းနေပါကဲစင်မမြက်ကွင်းနေလဲတအားလာနေပါတယ်အကြာရက်ခံတယ်ပန်လို့လည်းလာတယ်အစည်းနဲ့ယူမယ်ဆိုလို့ရှိရင်တစည်းကို13000တန်ရှိတယ်1000ခွဲတန်ရှိတယ်အစားအစားရှိအုံကြီးရင်ကြီးသလိုပေါ့နော်ရှိတယ်ပေါ့နော်နောက်တစ်ပတ်တွေနောက်4-5ရက်နေလို့ရှိရင်တော့တစည်း8000တန်1000တန်တွေအစားရောက်ဖို့ရှိပါတယ်ရဖို့ရှိပါတယ်ပေါ့နော်ဒါတွေအကုန်လုံးက Rosie Channel မှာပွင့်နေပန်နေပါနောက်ခုဒီမှာ4000ရွှေတူတွေဒါ4000ရွှေတူဆိုတာတကွန်လုံးအဝါအောင်တပွင့်လုံးဝါတဲ့ဟာပေါ့နော်အစည်းနဲ့ယူမယ်ဆိုလို့ရှိရင်တော့တစည်းကို8000တန်ရှိတယ်8000တန်ကနေစရှိရပေါ့နော်ပိတ်တာနဲ့ဆိုလို့ရှိရင်ပိတ်တာစီတက်တက်ပါဒါကတော့တကွန်လုံးတွေပါတကွန်လုံးရဲ့အပွင့်နမူနာပြမယ်နော်တကွန်လုံးရဲ့အပွင့်နမူနာကတော့ဒီတိုင်းမှာဒီမှာဒါအပွင့်နမူနာပေါ့အပွင့်နဲ့လိုချင်လို့ရှိရင်တော့တစည်းကို1000ရှိပါတယ်အပွင့်မပါတဲ့ဥစ္စာကျတော့ပိတ်တာဈေးနဲ့တပိတ်တာကို3000ခွဲရှိပါတယ်မျိုးအဖြစ်လိုမယ်ယူမယ်ဆိုလို့ရှိရင်တော့အစိတ်သားအနည်းဆုံးယူပေးပေါ့နော်အစိတ်သားယူမှာအပွင့်မပါတာဝယ်ဆိုင်လို့ရပါတယ်ကဲနောက်တစ်ခုကတော့ဒီမှာကိန်ဒီတစ်ခွအရန်မွေးတော့လှတော့ကိန်ဒီတစ်ခွတွေပါကိန်ဒီတစ်ခွတွေအပွင့်တွေကတော့သူကဒီတဲ့အလုံးအကြိတ်ကြတယ်နော်ဉာဏ်နဲ့ကြိုက်ကြတယ်တစည်းကို9000ပါရှင့်အတာเนาะဒါကတော့တစည်းကို9000ပါအပွင့်ပါပေါ့ဒါကတော့မောက်ခမ်းဝအာမယ်တစည်းကို9000ပါရှင့်เนาะတစည်းကို9000ပါမောက်ခမ်းဝအာမယ်အာဝါကတော့တစည်းကို8000ပါကဲဒါကတော့အာမယ်ကတစည်းမှာပန်းခိုင်ကတော့တစ်ခိုင်ပဲပါမယ်เนาะအစိတ်သားယူမယ်ဆိုလို့ရှင်တော့4ခိုင်လောက်ပါတယ်2000ခွဲပေါ့နောက်တစ်ခုဗရောက်သေးခွအဖူးနဲ့ဒီမှာချစ်စရာလေးဗရောက်တိတ်ခွတွေเนาะအဖူးနဲ့ရပါမယ်ဒီမှာဗရောက်တိတ်ခွအဖူးတွေနဲ့ပါကဲဒါဗရောက်တိတ်ခွဒါတစည်းကို4000ပါရှင်เนาะဒါဗရောက်တိတ်ခွအဖူးတွေနဲ့အများကြီးမရအောင်เนาะဗရောက်တိတ်ခွကလည်းအဖူးနဲ့4000ပါနောက်တခြားပန်းတွေလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်နောက်ဒီမှာကြည့်လိုက်ဒါ4000ရွှေတူတစ်ခိုင်လုံးရွှေဒါတကွန်လုံးအဝါလို့လည်းခေါ်တဲ့ဟာပေါ့နော်ဒါ10ပိတ်တာလောက်ပဲကြံပါတော့မယ်ပိတ်တာဈေးနဲ့ဆိုတပိတ်တာကိုဒီကောင်က9000ခွဲပါရှင့်ဟုတ်ပြီနော်တပိတ်တာ9000ခွဲပါအများစိတ်ယူရင်ဒီတန်ဈေးရှိပါတယ်ကဲဒီမှာပလဲနစ်တစ်ခွာတွေပလဲနစ်ကအတူကတော့တစည်းကို8000အရှည်ကတစည်း1000ခွဲလုံးဝရှယ်စိုက်တွေကတော့တစည်းကို18000ပါရှင်တစည်းကို18000ပါရှယ်စိုက်တွေကတော့ဒါကတော့လိပ်ပြာပါလိပ်ပြာတွေလည်းထပ်ရှိပါသေးတယ်လိပ်ပြာတွေကတော့အယောင်ကဒီမှာ100 200เนาะနောက်တစ်ခုကဒါလေးကအချိုချင်းအောင်လေး300ဒါပန်းနွေအောင်လေး400ကဲဒါကစင်စွဲအောင်တခွားမွေးအောင်ပေါ့900ဒါအဖြူရှာခင်း600အမ
ခရမ်းရင်နော်9အောင်ရှိပါသေးတယ်အပင်တွေလည်း share လာပါတယ်အပွင့်ပန်းအတွက်လိုချင်တဲ့လူတွေခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်နော်ကဲနောက်ပြီးတဲ့အခါကျတော့ကြက်သွေးရောင်ခက်တာဥတွေရပါသေးတယ်အပွင့်နဲ့နော်ဒါကတော့ဒီမှာအောက်မှာဥလဲပါပြီးသားနော်အောက်မှာဥလဲပါပြီးသားပါကဲသူကတော့ဒီလိုအဖူးပွင့်ပါလို့စားတော့တပင်ကို9000ပါရှင်ဥကတော့တူကို9000ပါရှင်ဟုတ်ပြီနော်ကဲဒါကတော့ပင်တရရွှေဝါဖျားပန်းခက်တွေပါဒါပြီးတော့ရခိုင်ငွေပန်းလိုတဲ့လူတွေထပ်ရောက်ထားပါသေးတယ်ရခိုင်ငွေပန်းတွေနော်ငယ်ကြီးစလုံးခေါ်ရခိုင်ငွေပန်းဒီစီအများပြောတယ်နော်ဟိုဒါကရခိုင်ငွေပန်းစစ်ပင်တရကြောက်ပန်းမဟုတ်ဘူးနော်ရှမ်းငွေပန်းလည်းမဟုတ်ဘူးနော်နောက်ပြီးတော့မိုးကတော့လည်းမဟုတ်ဘူးနော်ခါရပြောပြီးတော့ရခိုင်ငွေပန်းစစ်တွေပါအစိတ်သားယူလို့ရှိရင်သူက1000ခွဲပါရှင်ဟုတ်ပြီနော်အပွင့်မပါဘူးနော်ထည့်ပြောပြီအဲ့တော့ပင်တရရွှေဝါတွေပါနောက်ပြီးတော့တင်းခွေချက်တွေထည့်ရပေးတယ်တင်းခွေချက်ကတော့တအားလှတော်တွေတည့်ရတိုင်းသူကပွင့်လို့ရှိရင်တအားချစ်စရာကောင်းတယ်နော်အစိတ်သားကို1000မို့ဆိုအများကြီးစိုက်ပါလေတော့အချက်လိုက်တာဟွာစိုက်လို့လှတဲ့ဟာမျိုးပါနော်ဒါကတော့ကုမှုတရာပန်းစီအောင်တွေပါနော်ပန်းစီအပွင့်ကြီးမျိုးတွေပါနောက်ပြီးတော့တန်တိုတွေရှိပါသေးတယ်တန်တိုတွေကတော့စိတ်ကြိုက်၍7ပင်တသိန်းလုံးပါ7ပင်ယူရင်တသိန်းလုံးပါဒီပင်ချင်းကတော့12000ပါရှင့်အပင်လေးရှယ်ကုန်လာပါတယ်ဒါကတော့ပင်တရရွှေဝါကိုအပင်လိုချင်တဲ့လူတွေအတွက်ဒါချန်ပီယံပေါ့အဲ့ဒါမှာအဖူးတွေတချို့ကပါပါသေးတယ်အုံနေနဲ့သူခါနဲ့သူစည်းနဲ့ရပါမယ်ဒါချန်ပီယံတွေပါဒါချန်ထဲမှာဖူးတဲ့ဟာတွေပါဟုတ်ပြီနော်ကဲမောက်ခေါင်းဝါတွေကအပွင့်မပါရပါမယ်အပွင့်မပါအစိတ်ဓာတ်အနည်းဆုံးရမယ်တပိတ်တာ3000ခွဲပါဒီမှာကြည့်လှလိုက်တာစင်မတွေနော်စင်မတွေဒါလာပါတယ်ဒါကတော့3ရောင်ချဲတွေပါ3ရောင်ချဲအဖူးပါတယ်ဒီမှာ3ကပ်ပြီးတာဒီဟာလေးတွေတတုံးကိုဒီအောင်6000ပါရှင်တတုံးကို6000ပါနော်ဒါကြောင်ကောင်းဘူးပွင့်တဲ့တတုံးကို9000ပါရှင်ကဲကြောင်ကောင်းဘူးပွင့်တဲ့တတုံးကို9000ပါနော်ဒါပြီးရှင်စာကလေးရွက်ညိုတွေရမယ်အမကြောင်ဒီမှာမျက်မဲလေးတွေရမယ်အော်ပြောလေပလဲခရမ်းနေလူစီမယောင်းထားသေးဘူးတိလာဒီမှာပလဲခရမ်းနေသူကတော့ပလဲခရမ်းကတော့ဒေတာမရွေးပွင့်တဲ့ဟာရှားပါထဲမှာပါတယ်သူကပလဲခရမ်းကကျတော့အစီသေးတစည်းကိုဟိုတစည်းချင်းအနည်း1000ဘိုးကနေစရောင်းပေးရပေါ့နော်ပိတ်တာဆေးနဲ့လည်းရတယ်ပေါ့ဒါဒေါင်းမီဟုတ်ပြီနော်မမျက်မဲလေးနော်ဒါကတော့6ပိတ်တာအုံကြီးရက်ဆက်တယ်ဒါကဟိုပါလေမခေါင်းကအာမဲ6ပိတ်တာအုံကြီးပါဟိုဘက်ကတကွန်လုံးတွေကိုလည်းယူပါအရန်နေလာပါတယ်အစိတ်ဓာတ်အနည်းဆုံးယူကြပါဒီမှာမရန်လွင်ပြင်ဖူးနဲ့တစည်း9000ပါဟုတ်ပြီနော်ရခိုင်ငွေပန်းတွေလည်းရပါတယ်ရခိုင်ငွေပန်းတွေလည်းငက်ကြီးစလုတ်ခေါ်ရခိုင်ငွေပန်းတွေလည်းအခုထပ်ရောက်ထားပါတယ်အစိတ်သား1000ခွဲပါနော်ခုထပ်တန်တာလေးရွက်လုံးထပ်ပြပေးမယ်နော်အမတန်တာလေးရွက်လုံးကိုယူထားပါရှားပါမျိုးတွေလိုချင်တဲ့လူတွေအတွက်တန်တာလေးရွက်လုံးကယူတင်တဲ့ထဲပါတန်တာလေးခရမ်းနဲ့တန်တာလေးရွက်လုံးကလုံးဝမတူဘူးနော်တန်တာလေးရွက်လုံးကတော့တစ်စီးကို8000ပါတအားအများကြီးလည်းမရအောင်ဒါပဲရတယ်တန်တာလေးရွက်လုံးကရှားပါတွေကိုပဲစိတ်ဝင်စားတယ်စုပြီးမဲ့စုလဲစုချင်တယ်ဆိုတဲ့လူတွေဒါလေးကိုယူပါတန်တာလေးရွက်လုံးနော်ဒါကိုတန်တာလေးရွက်လုံးတွေကရှားလွန်းလို့ဒီမှာဒါပြီးရွှေမြင်ရွှေကနုတ်နော်မဟာဒေဝီရမယ်နော်မဟာဒေဝီတွေကတော့တစည်းကို4000ပါရှင့်ရွှေမြင်ရွှေကနုတ်ကလည်းတစည်းကို4000ပါနော်ဒီမှာတန်တာလေးရွက်လုံးကခရမ်းရောင်လေးနဲ့ဝင်တာတန်တာခရမ်းနဲ့မမားနဲ့နော်ဒါခ ्यू ဒဇင်ကဲမျိုးစုံရှိပါတယ်စိတ်ကြိုက်လာဝယ်လို့ရပါတယ်နော်ဒီမှာကြောင်မီကြောင်ကောင်းကြိုင်တောင်းအစုံရှိပါတယ်ဒီမှာစကက်ကြီးစလုံးငွေပန်းတွေရခိုင်ငွေပန်းတွေကဲချားတော့တောင်တကူ59ရက်ကွယ်အုတ်တဖျားလမ်းပါနော်ထပ်ပြီးပြောပြီနော်ကဲလုံးဝTikTok Messenger မှာဈေးမရောက်ပါဘူး Viber ဖုန်းနံပါတ်6985000မှာပဲရောင်းပါတယ်ရှင်ဒီမှာနော်ဒါရခိုင်ငွေပန်းတွေပါနော်ရခိုင်ငွေပန်းတွေထပ်ရောက်ထားတာပါမကြည့်ပါဦးရှင်ဒီမှာကြည့်ပါဦးရှင်အပွင့်တွေကတော့ဝဲလူရှိရမလာတော့ဘူးနော်အပွင့်မပါပဲရောင်းတာနော်အပွင့်မပါပဲရောင်းတာပါဒါစက်ကူဖြူအုံကြီးစက်ကူဖြူကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးလည်း sharing လုပ်ပြီးကူညီပေးကြပါအောင်ရှင်